တနေ့မှာယူကီယာဟာသူတို့6တန်းတုန်းကမိခုနဲ့အတူတူ I love you လို့ခေါ်တဲ့ကစားနည်းတစ်ခုကိုစတင်ခဲ့တာကိုသတိရသွားပါတယ်။အပြန်လန်ငါမင်းကိုချစ်တယ်လို့ပြောကြရင်ဘသူကအရင်ရှက်ကိုရှက်ကန်ဖြစ်မလဲဒါမှမဟုတ်ရင်ခုန်တန်မြန်လာမလဲဆိုတာကိုရှင်ပြိုင်တဲ့ကစားနည်းပါအဲ့ဒီတုန်းကသူဒီကစားနည်းကိုမိုက်မဲတယ်လို့ထင်ခဲ့တယ်လို့အခုထိလည်းအဲ့ဒီအတိုင်းပဲထင်နေတော့မှာပဲ၄နှစ်ကြာသွားပေမဲ့သူတို့နှစ်ယောက်ကတော့အခုထိဇွဲမလျှော့ပဲကစားနေကြတော့မှဘေးလူတွေကကြည်ပြီးရင်နေကြရပေမဲ့အခုထိတော့ဘယ်သူမှမရှုံးကြသေးပါဘူးကော်ဖီဆိုင်တစ်ခုမှာသူတို့နှစ်ယောက်ဆုံကြရင်တယောက်ကိုတယောက်ရှက်နေတယ်ဆိုပြီးအငင်းပွားကြပါတယ်ဒီနှုန်းအတိုင်းဆိုရင်ဂိမ်းကဘယ်တော့မှပြီးမှာမဟုတ်ဘူးလို့မိခုကညှဉ်းညူပါတယ်ပြီးတော့စောကသူယူကီယာဖွင့်ပြောလိုက်တဲ့ပုံစံကတကယ်ကြည့်ကောင်းတယ်ဆိုပြီးဆက်နောက်လိုက်ပါတယ်ယူကီယာမျက်နှာနီသွားတာကိုမိခုကချက်ချင်းမြင်သွားပြီးထက်စပါတယ်ဒါပေမဲ့ယူကီယာကတော့မိခုတယောက်တည်းပဲမြင်တာဖြစ်ပြီးတခြားလူတွေကသတိမထားမိတဲ့အတွက်ဒါဟာအရှုံးမမြောက်ဘူးလို့ညင်းဆိုပါတယ်သူတို့ရန်ဖြစ်နေကြတာကိုဆိုင်ကဝန်ထမ်းဟာနာကိုကကြည့်ပြီးသူတို့ရဲ့ကစားနည်းဟာနှစ်တွေကြာလာတာနဲ့အမျှနည်းနည်းပြောင်းလဲလာတယ်လို့သတိထားမိသွားပါတယ်ဆိုင်ရှင်မာဆာယူကတော့အခုဆိုစီကန်းတွေပြောင်းသွားပြီဖြစ်လို့ချစ်တယ်လို့ပြောရုံတင်မဟုတ်ပဲကြိုက်တာလုပ်လို့ရသွားပြီလို့ပြောပြပါတယ်ဟာနာကိုကတော့ဒီပြောင်းလဲမှသူတစ်ကိုကြားပြီးစိတ်လှုပ်ရှားနေပါတယ်တကယ်တော့ဟာနာကိုနဲ့ယူကီယာတို့ဟာအပြန်အလှန်ချစ်နေကြသူတွေဖြစ်ပြီးသူတို့ရဲ့ဆက်ဆံရေးတိုးတက်လာမယ့်ရက်ကိုစောင့်မျှော်နေကြတာပါမိခုကသွားဖို့အချိန်တန်ပြီဆိုပြီးထွက်ပါတယ်မထွက်သွားခင်မှာမနက်ဖြန်ကျောင်းဝင်ခွင့်ခန်းနာမှာသူတို့နှစ်ယောက်အတန်းတူပါစေလို့ဆူတောင်းကြောင်းယူကီယာကိုပြောခဲ့ပါတယ်ယူကီယာကတော့အတန်းတူမတူဂယုမဆိုင်တယ်လို့မျိုးဟန်ဆောင်ပြီးသူ့ရဲ့တကယ်ခံစားချက်ကိုဖုံးကွယ်ထားပါတယ်မိခုထွက်သွားပြီးတဲ့နောက်မှာတော့ယူကီယာဟာသူ့ရဲ့စိတ်ပြတ်မှုကိုထုတ်ပြလိုက်ပါတော့တယ်သူကမိခုကိုတခါတလေကလေးဆန်ပြီးဂျစ်တိုက်တတ်ပေမဲ့ရုတ်တရက်ဆိုသလိုချိုတာပြီးချစ်ဖို့ကောင်းသွားတတ်လို့စိတ်တူနေတာပါအဲ့ဒီလိုချစ်စရာကောင်းတဲ့အချက်တွေကပဲသူ့ကိုအယူမှုဖြစ်အောင်လုပ်နေတာပါဆိုင်ကဝန်ထမ်းတွေကတော့ယူကီယာပဲရှုံးတော့မယ်လို့ခံမှန်းနေကြပါတယ်ယူကီယာကတော့သူ့ရဲ့ခံစားချက်တွေဘယ်တော့မှစပြောင်းလဲခဲ့တယ်လဲဆိုတာကိုပြန်စဉ်းစားကြည့်ပါတယ်ဂိမ်းဆချင်းတုန်းကတော့မိခုကိုချစ်ဖို့ကောင်းတယ်လို့တခါမှမထင်ခဲ့ဘူးပါဘူးအဲ့ဒီတုန်းကတော့မိခုကိုအနိုင်ရဖို့အခွင့်အရေးတစ်ခုအနေနဲ့ပဲဒီဂိမ်းကိုသဘောကျခဲ့တာပါဒါပေမဲ့အလဲတန်းတုန်းကတရက်မှမိခုကသူ့ကိုချစ်တယ်လို့တိုးလေးကပ်ပြောလိုက်တဲ့အခါသူ့နှလုံးခုန်တန်တွေရုတ်တရက်ရက်တက်မတက်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီတုံ့ပြန်မှုကိုမိခုကမြင်သွားပြီးစနောက်ခဲ့ပါသေးတယ်ယူကီယာကိုယ်တိုင်လည်းအံ့ဩသွားခဲ့ရတာပါမိခုရဲ့အတန်ကသူ့အတွက်ပထမဆုံးအကြိမ်ဖြစ်တကယ်ကိုချိုးမြိန်နေခဲ့လို့ပါမိခုဟာသူ့ရှိမှတင်မိန်းကလေးတစ်ယောက်ဖြစ်ကြီးပြင်းလာပြီဆိုတာကိုသူသိလိုက်ရပြီးအဲ့ဒီအသီးကသူ့ကိုတမျိုးလေးစိတ်လှုပ်ရှားစေခဲ့ပါတယ်တခါကအိမ်ပြန်လမ်းမှာမိခုကသူမတောက်နေတဲ့ဖြော်ရည်ကိုသူ့ကိုပေးတောက်ပါတယ်ဒါဟာတဆင့်ခံနန်းတလူမျိုးဖြစ်နေတာကြောင့်ယူကီယာရှက်သွားပြီးအဲ့ဒါကိုဖုံးကွယ်ဖို့ပိုက်ကိုကိုက်ပြီးအမြန်တောက်လိုက်ရပါတယ်ဒီဂိမ်းသာမရှိခဲ့ရင်သူတို့ရဲ့ဆက်ဆံရေးကဘလို့ဖြစ်နေမလဲဆိုတာကိုသူတွေးနေမိပါတယ်မိခုကိုတနေ့မှာတခြားတစ်ယောက်စီပါသွားနိုင်တယ်ဆိုတာသူသိနေပြီးဒီကစားနည်းကပဲသူတို့နှစ်ယောက်ကိုအခုထိအနီးကပ်တွဲနေအောင်လုပ်ပေးထားတာလို့သူယုံကြည်နေပါတယ်ယူကီယာဟာမိခုအပေါ်ထားတဲ့သူ့ခံစားချက်တွေအတွက်ညှဉ်းညူနေစေဖြစ်ပြီးဒါကိုကြည့်ပြီးဆိုင်ကဝန်ထမ်းတွေကစိတ်နှောက်ယှက်ဖြစ်တယ်လို့ရဲလဲရေနေကြပါတယ်အကယ်၍သူ့ရဲ့တကယ်ခံစားချက်ကိုမိခုသာသိသွားရင်သူမကသူ့ကိုနှိမ်ပြီးလှောင်ပြောင်တော့မှာကိုသူသိနေပါတယ်အဲ့ဒီလောက်အရှက်ရမဲ့တံကိုသူမခံနိုင်တာကြောင့်ဒီဂိမ်းမှာအနိုင်ရဖို့ဘာမဆိုလုပ်မယ်လို့ကြိတ်ဆိုလိုက်ပါတယ်မိခုကိုရင်ခုန်အောင်လုပ်ဖို့သူဟာအရင်ကထက်ပိုကြီးကောင်းအောင်တောင်ပြင်ဆင်လာခဲ့ပါတယ်ဟာနာကိုသူ့ကိုရေတစ်ခွက်ပေးရင်သူမျိုးနဲ့ဆိုင်မှာစပင်ညှက်လိုက်တာတကယ်ကြီးကောင်းသွားတယ်လို့မှတ်ချက်ပေးပါတယ်ယူကီယာကလည်းအဲ့ဒါကအများကြီးအထောက်အကူဖြစ်တယ်လို့ဝန်ခံပါတယ်ဒါပေမဲ့ဘာလို့မိခုကိုအခုထိမဆွဲဆောင်နိုင်သေးတာလဲလို့သူတွေးနေတော့မှပဲဟာနာကိုကတော့မင်းကကလေးဆန်နေသေးတာပဲသပင်ပုံစံပြောင်းယုံနေတော့ဘာမှမထူးဘူးလို့ပုံပွင့်လင်းပြောချလိုက်ပါတယ်သူကလည်းသူကိုယ်တိုင်ကလေးပဲရှိသေးလို့မိန်းကလေးတစ်ယောက်သူ့ကိုချစ်လာအောင်လုပ်ဖို့ကမလွယ်သေးဘူးလို့ပြန်ပြောပါတယ်နောက်တစ်နေ့ရောက်လာတဲ့အခါယူကီယာဟာကျောင်းသွားဖို့အကောင်းဆုံးပြင်ဆင်လိုက်ပါတယ်မနက်စောကတော့သူ့စပင်တွေကရှုပ်ပွားနေခဲ့လို့သူ့အမဝါကာနာကကူပြင်ပေးခဲ့ရတာပါအခုသူလှုပ်ဖို့ကြံတာကတော့မိကူကြားရင်သဘောကျသွားမဲ့ရှုကြိုရှောက်ကြောက်မန်ကာတွေကစကလုံးတွေကိုပြန်နှွေးဖို့ပါပဲအဲ့ဒီစကလုံးတွေကယောက်ျားလေးတစ်ယောက်အတွက်တိတ်မိန်ကလေးဆန်လွန်းတယ်လို့သူထင်နေပေမဲ့မိကူကိုလက်လွတ်မခံနိုင်တာကြောင့်အနိုင်ရဖို့အတွက်ဒီနီလန်းကလွဲလို့တခြားမရှိဘူးလို့တွေးနေပါတယ်မိကူကရောသူ့ကိုပြန်ကြိုက်နေမလားဆိုတာကိုလည်းသူသိချင်နေပါတယ်တကယ်တမ်းဖွင့်ပြောဖို့စဉ်းစားမိပေမဲ့သူမရဲ့ခံစားချက်ကိုမတိကျတာကြောင့်သူမဝမရဲဖြစ်နေရပါတယ်အကောင်းဆုံးနီလန်းကတော့မိခုရှုံးနေကြောင်းဝန်ခံရအောင်သူမအတွက်ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်လာဖို့ပါပဲဂိမ်းမှာအနိုင်ရတဲ့အချိန်ဟာသူ့ရဲ့တကယ်ခံစားချက်ကိုဖွင့်ပြောဖို့အကောင်းဆုံးအချိန်ဖြစ်လိမ့်မယ်လို့သူယုံကြည်နေပါတယ်မိခုကိုတွားကြိုတဲ့အခါမိုက်တီးတဲ့စကလုံးတွေနဲ့ဖန်ဆားဖို့သူ့ရဲ့အစီအစဉ်ကိုတေချာပြန်သုံးသပ်ပါတယ်ဒီအစီအစဉ်ကပြည့်စုံတယ်လို့သူထင်ပြီးအောက်ထပ်ကိုအမြန်ပြေးဆင်းသွားပေမဲ့အိမ်ရှိကိတ်ပေါဝါမှာမိခုကိုမြင်လိုက်ရတဲ့အခါသူမျက်နှာပြတ်သွားပါတယ်သူမိလည်းမတက်ဖြစ်သွားပေမဲ့ကိုပြန်ထိန်လိုက်ရပါတယ်မိခုဟာသူ့မျက်စိထဲမှာနတ်သမီးလေးတစ်ပါးလိုဖြစ်နေပြီးရှက်လို့နီမြန်းလာတဲ့မျက်နှာကိုမနှဲဖုံးကွယ်နေရပါတယ်အထက်တန်းကျောင်းဝတ်စုံနဲ့မိခုကိုမြင်လိုက်ရတာဟာသူ့အတွက်တကယ်ကိုအသက်အန္တရာယ်ရှိလောက်အောင်ဆွဲဆောင်မှုရှိနေပါတယ်ပိုဆိုးတာကတော့မိခုကသူ့ကိုစောက်ဖို့အတွက်ကိုတပတ်လှည့်ပြလိုက်တာပါပဲယူကီယာသူ့ရဲ့တုတ်ပြန်မှုကိုမထိန်နိုင်ဖြစ်နေတာကိုမိခုသတိထားမိသွားပါတယ်ဒါကိုကြည့်ပြီးမနက်ကသူမတေချာပြင်ဆင်လာတာတွေအောင်မြင်ပြီးဖြ
ဒီလိုသူမဒီဂိမ်းမှာနိုင်တော့မယ်လို့တွေးလိုက်ပါတယ်သူမဘာလို့ဒီဂိမ်းကိုဒီလောက်အလေးနဲ့ထားရတာလဲဆိုရင်အမှန်တော့သူမဟာငငယ်ကလေးကသူ့ကိုချစ်နေခဲ့တာဖြစ်ပြီးသူဟာတယောက်တည်းမဟုတ်ဘူးဆိုတာကိုသိစေချင်လို့ပါနောက်ပိုင်းမှာယူကီယာရဲ့တုံ့ပြန်မှုတွေကပိုပြင်းထန်လာတာကိုသူမသတိထားမိပေမဲ့ယူကီယာကတော့ရင်ခုန်နေတဲ့ဆိုတာကိုဝန်မခံသေးပါဘူးသူမဘက်ကအနိုင်ရပြီလို့ကြေညာတာထက်ယူကီယာကိုယ်တိုင်ကသူမကိုချစ်ဖို့ကောင်းတယ်လို့ဝန်ခံလာမှပဲကျင်းနေစရာကောင်းမှာပါဘာပဲဖြစ်ဖြစ်သူမကတော့ဒီဂိမ်းမှာအနိုင်ရဖို့အစွမ်းဟန်ကုန်စူးစမ်းမှာပါယူကီယာအထက်တန်းကျောင်းဝတ်စုံနဲ့ကြည်ကောင်းနေတာကိုမြင်ပြီးသူမခဏတာငေးသွားမိပါတယ်သူ့စပင်ပုံစံပြောင်းသွားတာကိုလည်းသူမသတိထားမိပါတယ်အရင်ကတည်းကကြိုက်ခဲ့တာဆိုပေမဲ့အခုနောက်ပိုင်းသူကသူမကိုဘယ်လောက်ချစ်လဲဆိုတာသိလာရလို့သူမပို့ပြီးရင်ခုန်နေရတာပါဒါပေမဲ့သူမကတော့ခန်းစားချက်ကိုမျက်နှာသေးထားပါတယ်ဘာလို့လဲဆိုတော့ကျောင်းဝတ်စုံနဲ့ယူကီယာကိုမြင်ရင်ရင်မခုန်အောင်အကြိမ်ကြိမ်စိတ်ကူးနဲ့လေ့ကျင့်ထားခဲ့လို့ပါဒါကြောင့်ယူကီယာကသူမကိုတက်တက်ကြည့်လိုက်တဲ့အခါမှာသူမကယုံကြည်မှုရှိရှိနဲ့ပြန်ဆနိုင်ခဲ့ပါတယ်ယူကီယာကတော့မရှုံးစေဖို့အတွက်စိတ်ကိုပြန်ထိန်ရင်သူမကိုမျက်မှောင်ကျုပ်ကြည့်ပါတယ်ပြီးတော့သူကယုံကြည်မှုရှိဟန်ဆောင်ပြီးမိခုကိုနေရံမှာကတ်လိုက်ကမင်းငါကိုခိုးကြည့်နေတာမဟုတ်လားဆိုပြီးပြန်ဆပါတယ်နှစ်ယောက်လုံးဟာကိုယ်နှလုံးခုန်တန်ကိုထိန်းနေရတာနဲ့ပဲနှစ်ယောက်လုံးမျက်နှာတွေညီမြန်းနေတာကိုသတိမထားမိကြပါဘူးယူကီယာကသူ့ကြောင့်ဝတ်စုံရဲ့အပေါ်ကျဲသီးနှလုံးဖြုတ်ထားတာကိုမိခုသတိထားမိသွားပါတယ်သူဒီနေ့အနိုင်ယူဖို့စူးစမ်းနေမှန်းသူမသိလိုက်ပါတယ်။ဒါပေမဲ့သူ့မျက်နှာကိုအနီးကပ်ကြည့်လိုက်တဲ့အခါသူတကယ်တမ်းစိတ်လှုပ်ရှားနေမှန်းသူမသိသွားပါတယ်။ဒါကိုသိလိုက်ရတော့သူမစိတ်သက်သာရာရသွားပါတယ်။ဘာလို့လဲဆိုတော့ယူကီယာထက်ဆိုင်ရင်သူမကဟန်ဆောင်ရတာပိုတော့လို့ပါဒါနဲ့သူမကယူကီယာရဲ့နှက်တိုင်ကိုပြန်ပြင်ပေးရင်းစလိုက်ပါတယ်။ဒီလိုရဲ့ကြောင့်ယူကီယာအကြီးအကျယ်အံ့ဩသွားပြီးစိတ်ပြန်ထိန်ဖို့ခတ်သွားပါတယ်။မိခုကယူကီယာတောင်းကြီးဖြစ်သွားတာကိုထပ်ဆပါတယ်။ယူကီယာကတော့မိခုထိလိုက်တာသူ့အတွက်ဘာမှမဖြစ်တယ်လို့ဟန်ဆောင်ရင်တက်တည်ပြဖို့အတွက်သူမရဲ့လက်ကိုစက်ခနဲဆွကင်လိုက်ပါတယ်ဒါပေမဲ့ဒီလိုရုတ်တရက်ထိတွေ့မှုကနှစ်ယောက်လုံးကိုတုံ့လောက်သွားစေပါတယ်ယူကီယာကတော့မိခုអော်လိုက်လို့လန့်သွားတာပါဆိုပြီးဖုံးကွယ်ဖို့စူးစမ်းပေမဲ့မိခုကလည်းရုတ်တရက်လက်ကိုလာကင်တဲ့သူ့ဖြစ်ပဲလို့ပြန်ပြောပါတယ်ယူကီယာကမိခုကိုတေချာကြည့်လိုက်တဲ့အခါသူမရှက်နေတာကိုပထမဆုံးအကြိမ်မြင်လိုက်ရပါတယ်ဒါပေမဲ့မိခုကချက်ချင်းပဲစိတ်ပြန်ထိန်ပြီးသူ့လက်ကိုအမြန်ပြန်လွတ်လိုက်တဲ့ယူကီယာကိုထပ်ဆပါတယ်ယူကီယာဟာအဖြူတဲလေးဖြစ်လွန်းလို့သူမရဲ့အထီးတွေ့လေးကိုတော့မခံနိုင်ဘူးလို့လှောင်လိုက်ပါတယ်ယူကီယာကလည်းမိခုမှာမိန်းကလေးဆန်တဲ့အချက်တစ်ဆက်မှမရှိဘူးကလေးနဲ့ပဲတူပြီးအထက်တန်းကျောင်းသူနဲ့တော့မတူဘူးလို့ပြန်ပြောလိုက်ပါတယ်ဒီစကားကမိခုကိုတကယ်စိတ်ဆိုးသွားစေပါတယ်ဒါပေမဲ့ခဏနေတော့သူမအကြံတစ်ခုရသွားပါတယ်သူမကိုသူမအထက်တန်းကျောင်းသူတယောက်လိုရင်းကျက်တဲ့ပုံပေါက်အောင်စကတ်ကိုနည်းနည်းလေးပင့်တင်လိုက်ပါတယ်ယူကီယာကတော့မိခုရဲ့ခြေထောက်တွေကိုမြင်လိုက်ရတဲ့အခါချက်ချင်းထိတ်လန့်သွားပြီးမိခုဟာဂိမ်းကိုမတရားကစားနေပြီလို့ခံစားလိုက်ရပါတယ်မိခုကတော့စကတ်တိုလေးနဲ့ယူကီယာကိုအနီးကပ်ကြည့်ခိုင်းနေပြီးသူ့ရဲ့မြန်မာနာတွေမကြခင်ပြိုလဲတော့မယ်လို့ယုံကြည်နေပါတယ်ဒါပေမဲ့စိတ်ကိုပြန်ထိန်ပြီးတဲ့နောက်ယူကီယာကမိခုကိုတကယ်စိတ်ပူတဲ့လေတံနဲ့ပြောပါတယ်တခြားယောက်ျားလေးတွေကြည့်ရင်မကောင်းတာကြောင့်စကတ်ကိုပြန်ချဖို့အလေးနဲ့အကြံပေးပါတယ်မိခုကတော့ယူကီယာကိုယ်တိုင်အဲ့ဒီလိုကြည့်နေလို့အဲ့ဒီလိုတွေးတာပါလို့ပြန်စပေမဲ့စကတ်ကိုတော့မူလအတိုင်းပြန်ချလိုက်ပါတယ်ပြီးတော့နင်းစိတ်ပူနေတယ်ဆိုတာနင်းငါ့ကိုကြည့်ပြီးရင်ခုန်သွားလို့မဟုတ်လားဒါဆိုငါနိုင်ပြီပေါ့လို့မေးလိုက်ပါတယ်ယူကီယာကတော့အဲ့ဒီလိုမျိုးမဟုတ်ပါဘူးလို့ညင်းဆိုပေမဲ့တခြားလူတွေတော့မိခုကိုဝိုင်းကြည့်ကြမှာတေချာတယ်လို့ထပ်ပြောပါတယ်မိခုကလည်းယူကီယာမျက်နာနီနေတာကိုမြင်သားပဲလို့ပြောရင်းနှစ်ယောက်သားပြန်ပြီးအခြေတင်ဖြစ်ကြပြန်ပါတယ်သူတို့ရန်ဖြစ်နေတာကိုယူကီယာရဲ့အမဝါကာနာကနောက်ကနေပေါ်လာပြီးအခုချက်ချင်းကြောင်းမသွားရင်နောက်ကျတော့မယ်လို့တတိပေးလိုက်မှရက်သွားပါတယ်အဲ့ဒီတော့မှနှစ်ယောက်လုံးကြောင်းကိုအပြေးလွှားသွားကြရပါတယ်ဝါကာနာကတော့အထက်တန်းတက်နေပြီဖြစ်ပေမဲ့အရင်တိုင်းမပြောင်းလဲသေးတဲ့သူတို့ကိုကြည့်ပြီးတက်ပြင်းချကြံရစ်ခဲ့ပါတယ်ကြောင်းကိုအပြေးသွားနေရင်လမ်းမှာယူကီယာကသူတို့နောက်ကျနိုင်တာဟာမိခုရဲ့စွတ်တရက်နိုင်မှုကြောင့်လို့အပြစ်တင်ပါတယ်မိခုကလည်းယူကီယာဟာဂိမ်းကိုအလေးနဲ့ထားလုံးလို့အခုလိုဖြစ်ရတာလို့ပြန်ပြောပါတယ်စောစောကသူယူကီယာမိုက်အောင်လုပ်ပြခဲ့တာတွေနေရန်ကိုလက်နဲ့ထောက်ပြီးစခဲ့တာတွေကိုမိခုကထောက်ပြလိုက်ပါတယ်ယူကီယာတယောက်လုံးတိတိတတ်တာအနေရခတ်နေတာကိုသူမသိကြောင်းနဲ့အခုလိုရန်ဖြစ်နေတာဟာယူကီယာရှုံးနေပြီဆိုတာကိုကိုသိနေလို့ပဲဖြစ်မယ်လို့မိခုကယုံကြည်မှုအပြည့်နဲ့ပြောလိုက်ပါတယ်ယူကီယာကပြန်ရင်းဖို့လုပ်ပေမဲ့စိတ်ပြောင်းသွားပြီးခြေလမ်းကိုနှိမ့်လိုက်ပါတယ်မိခုကသူ့ရှိကိုရောက်သွားတဲ့အခါယူကီယာမပါလာတာကိုသတိထားမိပြီးနောက်ကိုပြန်လှည့်ကြည့်ပါတယ်ယူကီယာရဲ့တည်ကြည်နေတဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမိခုရုတ်တရက်ရှက်သွားပါတယ်ယူကီယာကတော့သူမဘေးကနေတီတီငိမ့်ငိမ့်လျှောက်သွားရင်သူမဘလောက်ထိစိတ်လှုပ်ရှားသွားမလဲဆိုတာကြည့်ချင်လို့ပဲဖြစ်ကြောင်းပြောလိုက်ပါတဲသူတို့နှစ်ယောက်ဟာပြန်ပြီးရန်ဖြစ်ကြပေမဲ့ဒီတစ်ခါတော့လေတံကပိုပြီးပေါ့ပရှိနေပါတယ်။ကျောင်းရောက်တဲ့အခါအတန်းခွဲစည်းရင်းကိုတွားကြည့်ကြပါတယ်။သူတို့နှစ်ယောက်အတန်းတူကြနေတာကိုမြင်လိုက်ရတဲ့အခါနှစ်ယောက်လုံးတိတိတတ်တာဝမ်းသာသွားကြပါတယ်။ဒါပေမဲ့လည်းအပြင်ပန်းမှာတော့ဂယုမဆိုင်တယ်လို့ဟန်ဆောင်နေကြတော့မှာပဲတစ်ချိန်တည်းမှာပဲဒီနှစ်မှာတော့ I love you game ကိုအပိသက်အနိုင်ယူမယ်လို့နှစ်ယောက်လုံးကိုဘာကိုဂရီပေးလိုက်ကြပါတယ်။နှစ်ယောက်လုံးကတော့တစ်ဖက်လူကကိုဘယ်လိုမျိုးအသေးအတန်ချစ်လာမလဲဆိုတာကိုကိုဘာသာစိတ်ကူးရင်ရေမောနေကြပါတယ်။သူတို့နှစ်ယောက်ဟာအပြန်လန်ချစ်နေကြ။မှန်းနှစ်ယောက်လုံးမသိကြသေးပါဘူး။